တော့ဆောမယ်ငယ်တော့ဆောမယ်ဂိမ်းလေးတွေပြန်ကစားမယ်ဆိုရဲနဲ့အားလေးပြန်တူလိုက်ပါဒီနေ့ဗီဒီယိုမှာကျွန်တော်ငယ်ရက်ဆောခဲ့တဲ့ဒီလိုခေါက်ကလေးနဲ့တူကဲလာခေါ်ဝမ်းမှာဒီလိုဆောခဲ့ခေါ်တူးမှာလည်းကျွန်တော်ဘာလို့ဆောခဲ့လဲကျွန်တော်တို့ခိုးမှာလူနှစ်ယောက်တွေစားလိုက်ပါ兄弟哥。我老是听着。来，救我！အားလုံးပဲ
ကိစ္စပဲဒီလိုမျိုးတမိုင်းကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ကျွန်တော်အဲ့အနည်းဆုံး9မိနစ်လောက်တော့လုပ်ပေးပါဦးအဲ့ဒီဗီဒီယိုကိုကျွန်တော်ဗီဒီယိုကိုကြီးစက်တော့မလုပ်တော့